ရှေးခေတ်ကဝမ်ဝူဆိုတဲ့လူတစ်ယောက်ဟာကွင်းဆယ်ကွင်းကိုရရှိသွားပါတယ်။ကွင်းဆယ်ကွင်းတွေကြောင့်သူဟာအသက်ရှည်လာပြီးစွမ်းအားအလွန်ကြီးမားလာတယ်။အဲ့ဒီစွမ်းအားနဲ့စစ်ပွဲတွေကိုအနိုင်ယူပြီးကြောက်မက်ဖွယ်ရာအဖွဲ့အစည်းတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။နောက်ပိုင်းမှာဝမ်ဝူဟာတာလိုရွဝရွာကမိန်းကလေးလီနဲ့တွေ့ဆုံပြီးချစ်မိသွားတယ်။လက်ထပ်ပြီးနောက်ကွင်းဆယ်ကွင်းကိုခြံထားကမိသားစုဘဝကိုရွေးချယ်လိုက်တယ်။သူတို့မှာကလေးနှစ်ယောက်ရှိလာတယ်။သားရှန့်ချီနဲ့သမီးရှာလန်းချစ်ပါတယ်။တနေ့မှာလီကိုရန်သူတွေကတတ်လိုက်ကြတယ်။ဒီအခါဝမ်ဝူဟာအလွန်ဒေါသထွက်ပြီးကွင်းဆယ်ကွင်းကိုပြန်ယူကာအကျန်းဖတ်ဘဝကိုပြန်ဝင်သွားပါတယ်။သားဖြစ်တဲ့ရှန့်ချီကိုကလေးဘဝကလေးကတိုက်ခိုက်ရေးပညာတွေသင်ပေးပြီးအန်ဒီယေပြင်းထန်တဲ့မစ်ရှင်တွေအတွက်ပြင်ဆင်ပေးလာတယ်။အရွယ်ရောက်လာတဲ့အခါရှန်ချီဟာဒီလိုဘဝကိုမလိုချင်တော့ပဲထွက်ပြေးပြီးမြို့ကြီးတစ်မြို့မှာတာမန်လူတစ်ယောက်လိုနေထိုင်နေပါတယ်။သူ့မှာကေဒီဆိုတဲ့တငယ်ချင်းမိန်းကလေးရှိပြီးတာမန်အလုပ်လုပ်ရင်းနေထိုင်ခဲ့ကြပါတယ်။တနေ့မှာကွင်းဆယ်ကွင်းအဖွဲ့သားတွေလာရှန်ချီကိုတိုက်ခိုက်လာပြီးသူ့မိခင်ထားခဲ့တဲ့အမွေအနှစ်လဲပင်ကလေးကိုလူယူသွားကြတယ်။ဒီအခါရှန်ချီဟာသူ့အမရှာလင်းကိုကာကွယ်ဖို့လိုက်သွားတယ်။ဒါပေမဲ့ဖခင်ဝမ်ဝူကသူတို့နှစ်ယောက်လုံးကိုဖမ်းဆီးပြီးတာလိုရွာကိုဝင်ရောက်တိုက်ခိုက်ဖို့အသုံးချချင်နေတာဖြစ်နေတယ်။ဝမ်ဝူဟာမိမိဇနီးရဲ့အတန်ကိုကြားနေရတယ်လို့ထင်ပြီးသူမကိုတနေရာမှာပိတ်လောင်ထားတယ်ဆိုပြီးနေရန်ကြီးကိုဖောက်ချင်နေတာပါ။အမှန်တော့အဲ့ဒီအတန်ကမကောင်းဆိုးဝါးကြီးလာလှဲစားနေတာဖြစ်ပါတယ်။တာလိုရွာကိုရောက်တဲ့အခါရှန်ချီဟာမိခင်ဘက်မိသားစုတွေစီကနေအစစ်အမှန်တိုက်ခိုက်ပညာနဲ့စွမ်းအားထင်းချုပ်နည်းတွေပင်ယူလိုက်တယ်။နောက်ဆုံးမှာတော့ဆယ်ကွင်းအဖွဲ့နဲ့တာလိုရွာသားတွေကြားစစ်ပွဲကြီးထိပွားလာတယ်။ဝမ်ဝူကနရန်လိုဖောက်လိုက်တဲ့အခါမကောင်းဆိုးဝါးကြီးလွတ်ထွက်လာပြီးလူတွေရဲ့ဝိညာဉ်တွေကိုစုပ်ယူလာတယ်။ဒီအချိန်မှာရှန်ချီဟာဖခင်နဲ့အပြင်းထန်တိုက်ခိုက်ပြီးနောက်ဆုံးမှာဝမ်ဝူဟာမိမိအမားကိုတိလာပြီးတားကိုကာကွယ်ပေးရင်အသက်ဆုံးရှုံးသွားတယ်။ရှန်ချီဟာကွင်းဆယ်ကွင်းကိုကိုယ်တိုင်ထိန်းချုပ်နိုင်လာပြီးအဲ့ဒီစွမ်းအားနဲ့မကောင်းဆိုးဝါးကြီးကိုအနိုင်ယူနိုင်ခဲ့တယ်။နောက်ဆုံးမှာတော့အန်ဖွယ်လောကဘက်ကလူတစ်ယောက်လာခေါ်ပြီးဆယ်ကွင်းရဲ့စွမ်းအားအရင်းမြစ်ကိုစူးစမ်းလေ့လာဖို့စတင်လိုက်ကြတာနဲ့ဇလန်းပြီးဆုံးသွားပါတယ်။